ထမဦးဆုံးစတင်ပြီးတော့တီးဆိုရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်ကိုဖိတ်ခေါ်ခွင့်ပြုပါ JK Sophia ဖြစ်ပါရှင်မင်္ဂလာပါမင်္ဂလာပါရှင်စူးစမ်းပြီးတော့ချိုးတာပဲမမီဘူးရှင်ကဲရှီလေးနည်းနည်းတူအောင်ဒီနေ့တယောက်တည်းလာမဖြစ်နိုင်အောင်ထင်တယ်ဟုတ်ပါဘူးဒီနေ့ Black Diamond အဖွဲ့ကအမတွေကိုလည်းခေါ်ထားပါတယ်ရှင်ဒီတို့လည်း symbol တက်လာဖို့ဖိတ်ခေါ်ချင်ပါတယ်ဖိတ်ခေါ်ပါရရှင်ကဲမလေးကိုမြင်တွေ့နေရတဲ့ပုံစံနဲ့ဒီနေ့မှာတော့အပြည့်အဝကွဲပြားသွားပြီဖြစ်ပါတယ်ဆိုတော့ပရိသတ်တရားလေးရင်ခုန်နေမယ်လို့ထင်ပါတယ်ဗာသချင်းနဲ့ဒီဆိုရှင်ပြိုင်ပါလေဟုတ်သမီးကတော့ဒီပပရေနတာဆိုးလိုင်းရေးထားတယ်ရေးပြီးတော့အန်တီစကဝါဒီလေးနဲ့ဒီဆိုထားတယ် hot dog ဆိုတဲ့တခြင်းလေးနဲ့ပါဝင်ပြောပြတင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်မာစတာတရှိနေတဲ့ပရိသတ်များအတွင်းရှင်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတာဖြစ်ပါတယ်ညီမလေးရဲ့ဒီဆိုရှင်ပြိုင်မှုတွေပေါ်မှာအောက်မှာမှတ်ချက်လေးပေးထားရင်းနဲ့ညီမလေးရဲ့နာမည်လေး comment ပေးပြီးစီလိုပါတယ် share လေး share ပြီးစီလိုပါတယ်ဆို fighting ကျေးဇူးပါတကယ်တီတီမတီတီတကြားမတီမလိုက်တယ်တကယ်ဆိုဆိုမဆိုဆိုတကယ်တီတီမတီတီတကြားမတီမလိုက်တယ်ဒီတကြမ်းမပါဝင်နေမြမတို့သိတယ်မဆွဲတဲ့စံကွယ်ပဲပြောမှာပဲစကွာပြတို့ကမှာပဲရေတွေရွှေကုန်ပြီရေတွေရွှေကုန်ပြီက
ပါတယ်ရှင်ဒါလည်းရတာပဲလားညီမလေးသူမလုပ်ခင်ကိုအရင်တော့ဆိုပြီးတော့လုပ်လိုက်ပါပြီဆိုတော့ရမဝိုင်းလား စင်ပြေပါတယ် သင်ပြပါတယ် okay ဆိုတော့ညီမလေးရဲ့တီဆိုရှင်ပြိုင်ဖြောပြမှုမှာဒိုင်သူကြီးမင်းနေရဲ့ကွန်မန့်ကိုမတို့ကမနားထောင်ကိုပေါ့နော်ဘလောက်ထိစိတ်ကျေနပ်မှုရှိလဲ အများကြီးစူးစမ်းထားပါတယ် အများကြီးကြိုးစားထားပါတယ်ကျွန်တော်ပြိသက်တွေကလည်းချစ်စရာလေးဆိုတဲ့ comment တွေတွေ့ရတယ်ဒီနေ့ကျတော့အရင်လိုမျိုးလုံးဝအမိုက်စားဆိုတာတဲ့ချစ်စရာပုံစံလေးကိုမြန်မာမလေးပုံစံလေးကိုသွားထားတာတွေ့ပါတယ်ဆိုတော့ရင်ခုန်စွာနဲ့ဒိုင်သူကြီးမင်းများရဲ့အမှတ်ချက်များကိုလည်းကြားပြရစီရှင် ဆိုဖီယာကျေးဇူးပါဒီရိုးရာပုံစံကိုတကယ်ပေါ်လွင်အောင်တမီးလေးလှုပ်သွားနိုင်တယ်ပြီးတော့ဆိုဖီယာမှာဘာရှိလဲဆိုတော့ကိုလှုပ်ရမယ့်ဇက်ရုပ်ကိုတခုမှပေါ်ဝတ်တန်တန်မလှုပ်တာကိုတတိထားမိတယ်နော်ပွဲစားကလေးကဟိုဘက် dance နဲ့ပတ်သက်ပြီးတော့ဒီဟိုအနောက်တိုင်းသချင်းတွေနဲ့ကတော့လည်းမလျော့ခဲ့ဘူးအခုဒီမြန်မာတန်လေးကိုစိုးပြီးတော့ကားတဲ့ခါကျတော့ပထမတော့နည်းနည်းတော့စိုးရိမ်မိတာပေါ့နော်။ဘာလို့ဆိုသမီးတို့ကဘိုးတချင်းတွေစိုးတာများတဲ့ခါကျတော့အဲ့ဒီစိုးတာအစဉ်ပြေတယ်တော်တော်လေးအစဉ်အဲ့ဒီအပြင်အကလေးပါတော်တော်လေးကိုညင်ညင်ညာလှလှပပကသွားတာကိုတွေ့လဲရတယ်နော်။သမီးအဓိကပြောချင်တာသမီးကကိုကြရဇရက်ကိုပြီးပြအောင်ကနိုင်တဲ့မင်းသမီးတက်လက်ပါပဲလို့နော်။ ကျေးဇူးတင်ပါတယ်ဆရာ သမီးလေးရဲ့စကားတန်လေးရလေချမ်းလိုက်တာအသေးကိုတုံရောရှင်ဆိုတာလေချစ်စရာလေးမပီပေမဲ့ချစ်ဖို့ကောင်းတယ်နော်အဲ့ဒါလေးကိုချစ်ငယ် notice ဖြစ်မိတယ်သမီးဒီလိုလေးမမဆန်ဆန်လေးဝတ်လိုက်တော့လေတစ်မျိုးလှတာပဲသမီးရေတွေပါကူးလား ကူပါတယ်ချာ ဟုတ်ပါပြီနောက်ပြီးတော့သမီးအားကစားလုပ်လား လောက်ပါတယ် အေးဒါကြောင့်မို့သမီးရဲ့ structure အားကစားပုံလေးပအောင်နေရနော်ဒါကြောင့်မို့သမီးဆိုတဲ့အခါမှာလဲမမောမပတ်မင်းနဲ့လွယ်လွယ်ကူကူဆိုနိုင်တယ် step မနော်ကောင်းတယ်သမီးကမိမယ်လဲမောတာမပါဘူးဆိုတာသမီးအားကစားလုပ်တဲ့အကျိုးဂျေစုပေါ့နော်သမီးလှုပ်သွားတာလေးကတရုပ်ဆောင်သွားတာလေးဆိုတာလေးရတယ်လူတွေကိုစိတ်ဝင်စားဖွယ်ကောင်းအောင်ချစ်စရာကောင်းအောင်လှုပ်ဆောင်နိုင်တဲ့ချစ်ငယ်ရဲ့သမီးလေးပါပဲเนาะအဲ့တော့အားလုံးချစ်ငယ်တို့မှားချင်ပါတယ်အခုကြည့်ရှုနေတဲ့ပြီးသက်အပေါင်းချစ်ငယ်တို့ဒိုင်နီက vote အမှတ်က90vote က90ဒီချိန်မှာအရန်ကိုအရေးကြီးလာပါပြီချစ်ငယ်တို့ကတော့ဒီလိုခလေးတွေစူးစမ်းရင်စူးစမ်းတယ်လို့ဟာလားဟိုသူတို့ရဲ့အစွမ်းပြနိုင်တယ်လို့အမှတ်တွေပြီးသွားမှာပဲလေကြံတဲ့တာဝန်ကတော့ကြည့်ရှုနေတဲ့သူတွေရဲ့တာဝန်ပါပဲလို့ချင်ရပြောချင်တယ်တော်တဲ့ကလေးတွေကိုချင်းမြင့်ပျောက်စားပါလို့ thank you ပါ ကျေးဇူးတင်ပါတယ်ချာ JK နဲ့ပတ်သက်ပြီးတော့အကိုပြောချင်တဲ့အကြောင်းအရာကပြီးခဲ့တဲ့ဘက်ကအဖြူနဲ့မဲတချင်းနဲ့ပတ်သက်ပြီးတော့အကိုတို့ရဲ့ဝေဖန်ထောက်ပြမှုအပေါ်မှာ JK ကပြောင်းလဲဖို့ကြိုးစားတယ်နော်အစကတယောက်တည်းပဲအတန်ဦးစားပေးပြီးတော့ကိုကဖြော်ပြတော့မယ်ဆိုတဲ့အခါကျတော့အကိုကပြောချင်တာဒီမှာရှိတဲ့ညီငယ်ညီမငယ်အားလုံးရှိနေချိန်မှာကိုကပြန်ပြီးတော့ပြောချင်တာကကိုယ့်ရဲ့ identity နဲ့နောက်ပြီးတော့ကိုယ့်ကိုအများကမြင်နေတဲ့ပုံစံမျိုးကိုဘယ်တော့မှပြောင်းလဲဖို့မကြိုးစားပါနဲ့ကိုပြောချင်တာလေသိလားနိုင်ငံတကာမှာရှိတဲ့အဆိုတော်တွေအကုန်လုံးကလည်းဘလောက်ပဲ popular ဖြစ်တဲ့ trend တွေပေါ်လာပါစေသူတို့လောက်ရမဲ့သူတို့ရဲ့ဝတ်စားဆင်မှုသူတို့ဖန်တီးတဲ့ music သူတို့ရဲ့အတန်နဲ့ပတ်သက်ပြီးတော့သူတို့ကဘယ်တော့မှမပြောင်းလဲကြဘူးဘာလို့လဲဆိုတော့သူတို့မှာ fan base ရှိတယ်အဲ့ base ကလည်းပြောင်းလဲတာကိုကြိုက်ကြမှာမဟုတ်ဘူးအဲ့ဒါတွေအားလုံးထက်အရေးကြီးတာကအဆိုတော်တယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်အနုပညာရှင်တယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ကိုဖန်တီးမဲ့အနုပညာအပေါ်မှာအမြဲတမ်းသစ္စာရှိဖို့လိုတာညီမလေးပြောင်းလဲမယ်ဆိုတော့အကိုရန်လန့်သွားတယ်ဒါပေမဲ့အကောင်းဆုံးအကြံဉာဏ်ပေးတယ်ညီမလေးကအဲ့ဒီအပိုင်းတွေအကုန်လုံးကိုလည်းမလွဲမသွေလှုပ်လာပေးရတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်အဲ့ဒီချက်ကအရန်ရေးကြည့်ပါတယ် JK မမဟုတ်ဘူးအားလုံးအတွက်အရေးကြီးတာပေါ့နော်ပြီးတော့နောက်တစ်ချက်ကတကယ်ကိုအံ့ဩရပါတယ်ညီမလေးရဲ့ talent အတွက်ပါဘာလို့အံ့ဩရလဲဆိုတဲ့အခါကျတော့အကိုကမြန်မာအကနဲ့ပတ်သက်ပြီးတော့ sensitive ဖြစ်တဲ့သူပါအကိုငယ်ငယ်တုန်းကလည်းအကိုအမတွေဒီတကြံအကတွေနဲ့ပတ်သက်ပြီးတော့ကျောင်းတွေမှာကလို့ရှိရင်အကိုကအမြဲတမ်းလိုက်သွားပြီးတော့သူတို့ရဲ့အကတွေကို
တချမ်းမတိုင်ခင်ထိကိုကိုကထိုင်ဆောင်ပြီးတော့သူတို့ကြိုခဲ့ရတဲ့သူပေါ့နော်အဲ့တော့အဲ့ဒီလိုအကတိုက်တဲ့အခါမှာမလွယ်ဘူးဒီလိုပြိုင်ပွဲမှာပြိုင်ပွဲဝင်တယောက်အနေနဲ့ဒီလိုမျိုးလုပ်ရတဲ့အပိုင်းကပို့ပြီးတော့ခက်တယ်ဆိုတာကိုအကိုခံစားရတယ်အကိုကိုယ်တိုင်လည်းအကတင်ခဲ့ဘူးတယ်ပေါ့နော်အဲ့တော့အဲ့ဒီအပိုင်းမှာညီမလေးကအကောင်းဆုံးတက်တက်ရရက်လုပ်ပေးသွားတယ် performance နဲ့ပတ်သက်ပြီးတော့ဘာကိုမြင်လဲဆိုတဲ့အခါကျတော့အဆိုတော်တွေကတချင်းဆိုတဲ့အခါမှာ mic ကိုနားကနေတွေ့ထားတဲ့ mic တွေရှိရလေနော်တချို့ကျလက်မှာကန်ထားတယ် hand mic ရှိတယ်အဲ့လိုနှမျိုးနဲ့ဖြော်ပြတင်ဆက်တာရှိတယ်အကတဲ့အခါမှာဒါမြန်မာအကမလို့ညီမလေးကဒီ hand mic နဲ့ကင်ပြီးတော့ကတယ်ဆိုတာကိုအကိုခန်းစားဖြစ်တယ်ဟိုကမှာပဲလीနော်အဲ့ဒီမှာဘာမြင်လဲဆိုတဲ့အခါကျတော့ကကွက်တိုင်းရဲ့အဆုံးမှာညီမလေးကအဲ့ဒီ mic ကို handle ကိုညီညီပြီးတော့တည်သွားပြီးတော့အဲ့ကကွက်လည်းမပြတ်ဘူးတချင်းဆိုတဲ့ intro ပြန်ဝင်တဲ့အချိန်မျိုးမှာလည်းအရန်ကိုတက်ရက်နေတာအကိုတွေ့ရတယ်ကကွက်နဲ့တချင်းဆိုတဲ့အပိုင်းတွေကိုပြပြကြီးလုတ်တယ်ဆိုတာတကယ်တော့မလွယ်ဘူးမြန်မာကပို့ပြီးတော့ခတ်တယ်လက်ရဲ့အချိုးကကွက်ဟန်တွေကတိတ်ကိုခတ်တဲ့အဖို့မှာဒီဘိုင်းကိုလှလှပပညီမလေးကလှုပ်သွားတဲ့အပိုင်းကတကယ်ဆရာကြပါတယ်ညီမလေးအခုမြန်မာစတားမှာတွေ့ရတဲ့ညီမလေးရဲ့အရေးအသွေးဟာမြန်မာစတားကိုအများကြီးဂုဏ်တက်စေပါတယ်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲ